သွားလောက်တာလေဘာတွေသွားလောက်တာလဲလို့ ဘာလုံးလို့လဲလို့နေရလဲ လည်းမသိဘူးလားဟမ်သူများကသားသူကနေဓာတ်သွားထောက်တယ်ဆိုဟမ် ဟာဒါဒီလုံးမှာအမှုကပိုကြီးတော့မယ်ဓာတ်တော့ဆိုသူများလို့လူရတာမဟုတ်ပါဘူးကငါအေးစေးပြောလို့မရလို့ကျန်းကျန်းတန်းတန်းရီးသားစကားပြောရမယ်တို့ကျန်းတန်းရီးသားစကားပြောလိုက်တာဓာတ်တော့ဖြေပေးမှမပေးဘူးလားလို့ပြောလိုက် အိုးတခါမှလည်းကလည်းမကြဘူးသူများတွေကဓာတ်ထောက်တာပတ်စံလူတာနင်းကြမှာဒီစားစကားပြောတယ်လို့ဘယ်လိုသူဘဲကောင်းဖြတ်ပေးတာပြော ဟိုကောင်မြောက်ပေးတာ အော် ကျန်းတော် အော်နင်ကငါ့မောင် အဲ့ဒါ မြောက်တော့မြောက်ခဏဒီမနေတော့ပါလားဟဲ့ငါ့မောင်ဓာတ်ထောက်ပြီးတော့ပေးတာပေးတာနင်တော့တင်တော့ပေးတာ ရမ်းမလို့ပါနဲ့ဟာဒီက အုံတော့မရှိတဲ့ဟာသူတော့ကြားဘူးတယ်ပဲရှိတာနင်ကသူ့စကားယုံနေတယ်လို့လောက်ရတာငါနားတယ်သိလား ရမ်းမလို့နဲ့ဟာနေရလဲ ရမ်းလို့လေသူ့ကိုကြည့်ပြလို့ချက်ပြလို့ဟမ်နေပေါင်းတဲ့ဟိုက်ပြောင်းမှကျမပြေ ဟောနေအောက်ကျက်မပြည့်ပဲမယ်နေကသူတို့ကငါ့ဘောကောင်းပါလေ ကောင်းတာတော်တော်ကောင်းတယ်နင်ထောင်လို့ထည့်နေတယ်နင်ထောင်လို့မသိမသာထည့်နေတာ သူတယောက်တည်းမဟုတ်ဘူးသူလည်းပါတယ်နေရလဲ သူလည်းပါတယ်အဲ့ဒါတူတူပဲ तू ကတော့လုံးလို့မကောင်းလို့နော် तू ကတော့လုံးလို့မကောင်းလို့ဒီကောင်တော့ငါတော့ဟင်းနော်ငယ်လေးကငါမောင်ဒုက္ခပေးနေတာ ကျွန်တော်လည်းရောက်မလာဘူးသူကြံပေးတာပါ အားကြလေးရတယ်ထောင်တော့ရောက်ဘူးလား ဟုတ်ပါဘူး အတန်ကြားချင်းနဲ့သိမကြတယ် โอเค မင်းစွတ်မရိုက်ပါနဲ့ဘောငါတကယ်ချင်း စမရိုက်လို့မရဘူးနင်တို့ကြက်မပြေးတဲ့ခါကြီးလည်းပေါင်းပေါက်ကြိုက်လုံးမနေနဲ့ အခုလည်းဘာဖြစ်လို့လဲငါမပြူငါဓာတ်ယူသွားတာဘယ်သူမှမသိဘူး အော်ဘယ်သူမှမသိဘူးပေါ့ဟမ်နင်ရတဲ့စုမြတ်ကိုတော့ဓာတ်နေတဲ့နားနဲ့ကောင်မှထောက်နေရတယ်ဟမ်ငါအကုန်လုံးလာပြောတာနားနဲ့တော့မဆန့် ဟာငါမထိုးရပါဘူး तू ကသူ့ဘာသာသူယူထိုးမယ်လုံနေလို့ငါအဲကြောင့်ဓာတ်ကိုလွတ်ပြလိုက်တာနေရလဲ ဒီသူများကစိတ်ဆင်းရဲနေအောင်နင်ကဓာတ်သွားထပ်တော့ဟမ်ကိုကောင်မလေးကသူ့ကောင်သေခြင်းနေတာငိုခြင်းရဲ့သေခြင်းသိလားနော်သေခြင်းနဲ့နင်အမှုပတ်မယ် နင်းပြောပါဘိုးဆိုးကုန်ပြီနေရလဲ တိုးလည်းမလုံးနဲ့နော်အခုဒီကောင်မခေါ်ရနဲ့စုမြတ်စီကိုသွားနော်နောက်ပြီးရင်သွားတောင်းမှလာခဲ့တခြားငါ့ကိုမျက်နှာအိုးမဲမတုံးနဲ့နော်သိလားပြောကြလား တောင်းမှ နင်ဒီရောက်သေးသွား တောင်းမှတော့တောင်းမှမှာပါဟာနေရလဲငါသူ့ကိုချစ်တဲ့ဟာကိုငါတောင်းမှတော့နောက်သူတွေ့ချင်းရရင်ငါဘယ်လိုလုပ်ပြရမလဲမသိပါဘူး तू တယောက်ဘက်ကိုစိတ်လဲမှရမှာအဲ့ဟိုစောက်ငမဲကောင် လောက်လာပြန်ပြီကိုကိစ္စမဟုတ်ဘူးနင်တောင်းမှန်စရာရှိတာတောင်းမှန်ပြီးပြလာခဲ့ အဲ့ငမဲကောင်ပဲ तू စိတ်ဝင်စားနေငါ အဲ့ဒါသူကိစ္စနင်လည်းမဆိုင်ဘူး သွားတောင်းမှမရအဲ့ဆိုလဲ အဲ့ကောင်ကဘောနဲ့ အော်ပါပဲ နင်မခွဲနဲ့မခေါ်ရနဲ့ မခေါ်ပါဘူးနင်းကြောင်အဲ့ဒါ ဟုတ်ပြောဟုတ်ဟုတ် အခုဒီလိုဖြစ်နေတာနင်းကြောင်လို့ နင်တို့ရဲဟန်သွားငါသိလားမောက်ကြောက်တယ်ပြန်ပြောနေတာပြန်ပြောနေတာ ပြောနေမှာမဟုတ် ငါမြန်တာ ဘူးငါ ပြန်တာနဲ့ ငါအခုလိုဖြစ်နေတာနင်းကြောင် ဟုတ်နင်မိမလိုချင်တာဒါ နင်းတာအဲ့ငမဲကောင်ယူလဲငါအခုလို အေး ဖြစ် နင်တို့လမ်းတွေကကတော့နဲ့ပေးစားမယ်မရရမ်းလိုချင်တဲ့ကောင်သွားနင်တို့မျက်နှာလည်းမမြင်ချင်ဘူး ဒီမှာနေခဲ့အောင်မဟုတ် ဟုတ်နေက ဟာဟာသွားတယ် ငါတောင်းမှမှာလေလောက်ပါနေရလဲ နေတောင်းမနေဘက်ကတောင်းမငါ့ကိုလက်တွေလာကိုင်းနေနဲ့ ကြိုင်လို့မရလည်းမကြိုင်လို့ ဖြစ်နော် ဘာဖြစ်လဲ ငါရှင်နေလို့နေကောင်းမှမနေနဲ့ နေရလဲစိတ်ဆိုးပါနေငါတောင်းမှနေ စိတ်မဆိုးတာမဟုတ်ဘူးလေနေလောက်တယ်လို့ရကဟုတ်ရဟုတ်လို့လားပြောစဉ်းစားကြည့်အောင် ဘာဖြစ်လို့လဲလို့ ဘာဖြစ်ရမှာလဲနေငယ်ချင်းချင်းအဲ့လိုမျိုးလှုပ်เสียလားပြော ဟိုကောင်လေးကမြောက်ပေးတာကြက်တော်တို့ထက်ထက်တို့ကမြောက်ပေးတာဟိုကနေ ဟိုဒီပြောင်းဝင်နေလှုပ်เสียလားနေသမီးသားနေမဟုတ်လားခေါင်းထဲမှာအုံနောက်မရှိဘူးလား အုံးတို့ရှိတာပေါ့နေရလဲငါနင်းကိုချစ်တဲ့ဟာကိုနေရလဲ ငါနေမချစ်ဘူးလေဟဲ့အချစ်ဆိုတာလှုပ်ယူလို့မရဘူးဟဲ့ မလုပ်ခနဲ့လည်းယူလို့မှမရတယ် ဘာပြောနေလဲနေ အေးမလုပ်လို့မရတယ်လေအခုအဲ့လိုလုပ်တော့ရလို့လားနေရလဲ လှုပ်လို့လေယူလို့မရဘူးလေလှုပ်တယ်လို့ငါပြောနေတယ်ဘိုက် လုပ်ဘူးအနေရလဲ ဟဲ့ ဘာဖြစ်တာလဲလို့ငါ့ကိုစိတ်ဆိုးပြီစိတ်ဆိုးပြီတိုင်းလာကြီးနေ စိတ်ဆိုးကဘာမှမဖြစ်ဘူးပြေးတယ်နေအဲ့လိုပဲမလုပ်နဲ့နောက်ကကြာ အဲ့ဒါနောက်ကနေလည်းကိုကိုတက်သိမှမလုပ်နဲ့ နေလှုပ်လို့လေငါစိတ်ညစ်နေရတယ်ကြာတယ်လာပြီးတော့ဘာဖြစ်မှန်းမသိဘူး ပြီးတော့စိတ်ဆိုးပြီမလားကို ပြေးတယ် ပြီးတော့အဲ့ဒါနောက်ကနေအဲ့လိုမလုပ်တော့အကြမ်းမတမ်းနေမလုပ်တော့နူးနူးညံ့ညံ့မလုပ်တော့ ဟဲ့ ဘာလဲလို့ နင်ဘာလဲတငယ်ချင်းတန်ရုံးစရာမှာဖျက်ချင်နေရလား ရက်ချင်မဟုတ်ငါကောင်းပြောတယ်ဟာရပါနေအစမယူဆိုလို့ရှင်နေနောက်မလုပ်တော့အဲ့ဒါအခုငါဟိုလက်ဖိတ်တိုင်းသွားမှလိုက်မှာ ဟဲ့တော့ तू ငါအိမ်မှာအသက်ဆက်ကွယ်လိုက် ဘလို့အသေးကွဲမှနေရလေဟာအဲ့ငမဲကောင်တွန်းနေနေခံစားတယ်လို့ သူမဲကချစ်သူဘာငမဲကောင်နေမကြည့်တော့ငမဲကောင် ဖြူလို့လားအဲ့ဒါ မဖြူလဲငါမဲမဲလေးကိုပဲချစ်တယ် မဲတော့ငါချစ်နေပြီးတော့ဟာအဲ့ဒါငါသွားတော့မလက်ဖိတ်တိုင်းမတော်တို့ထက်တို့လေလာမ သွားနေအဲ့လိုမြှောက်ပင်ပေးတဲ့ဟာတွေနဲ့သွားပေါက်နေ စိတ်မဆိုးဘူးဆိုတာကျင်းတယ်နော် မျိုးတစ်ခွက်တော့ငါပြောနေတာနော် အေးပါစိတ်မဆိုးဆိုတာကျင်းတယ်မယ် သုံးသွား ငါ့ကိုစိတ်မဆိုးသူတို့စိတ်ဆိုးလိုက်အဲ့ဒါသွားတော့အဲ့ဒါပြီးတော့ငါလာတောင်းမှန်ခိုင်းနေချစ်ချစ်ဆုံးနေနော် ကြောက်ကရိုးကောင် ဟာလိုက်တယ်ဟောဟိုပြောရှင်လာပါပြီ အော် နေရလဲကြာလိုက်တာဟာ အော် နေမှငါတို့ရိုက်လို့မနေဘူးထွက်ပြေးလာရတယ် အေးကွာ ဘလို့ကြာလဲငါအောင်ငါဆုမြတ်ကိုသွားတောင်းမှန်တာလေနင်တို့ကိုပေါ့အိမ်မှာကြံခဲ့တဲ့ဟာကိုငါဘလို့သိမှာလဲ မင်းသွားတောင်းမှန်တာအစင်ရောပြည်လို့လား ပြေးတယ်ငါ့တော့ရီရဲရဲလုံနေသေးတယ်စိတ်မဆိုးတဲ့ပြေရီရဲရဲလုံနေလို့ငါအဲ့တောင်းမှန်ပြီးထွက်လာပါဠိတော်လိဆွဲခဲ့တယ် ဒီတော့ကွာမင်းအမတော့ငါတို့ပြောတာမှတ်ပြားမတန်ပါကြက်မပြေးတဲ့ကောင် ဟုတ်ပါ ဩဘာနာစရာရှိလို့လဲမင်းကလည်း နားတာပေါ့ကွာနားတာပေါ့မင်းတို့ငါတို့ကကောင်းစီကြီးလို့အကြံပေးလိုက်တာလေ ဒုက္ခအခုအစင်မပြေတာအဲ့လိုထားလိုက်တော့ဘာမှမပြေဆုမြတ်ကလည်းငါ့ကိုစိတ်မဆိုးမင်းတို့ညောက်ကတော့စိတ်ဆိုးရင်ဆိုးမှာ အော်ငါတို့ကအကြံပေးလို့ငါတို့မြန်စိတ်ဆူရ မင်းတို့အကြံပေးလို့လုပ်တယ်လို့ပြောထားရပဲငါလည်း မ
မင်းဒီတစ်ခေါက်အကျမ်းမရနေတုံးလိုက်တယ်နော် အေးလေ ကျမ်းမရတော့ဒီတစ်ခေါက်မင်းအလူနည်းပြောင်းသုံးကြည့်ပါ ဟဲ့ကျတော့ငါဖြတ်ရလဲမယ်နော်မင်းပထမတစ်ခေါက်ပြောတော့အနူနီးသုံးနေမရဘူးအကျန်းနီးသုံးသလိုအခုအကျန်းနီးသုံးတာကံကောင်းလို့လူတက်မှုတွေလူသိမှုတွေမဖြစ်တယ် မင်းကလည်းငါဆိုတာပြန်ရင်းနဲ့တည်တယ်လူဆိုတာကြံရင်းနဲ့တည်တယ်မင်းအကြံကောင်းရင်တစ်ချက်ပါ တစ်ချက်တည်းနဲ့ငါ့ကိုရိုက်လိုက်လို့ငါတေသွားတာ ဘယ်လိုခွဲသွားတာဘာတွေပြောနေတာအကြံကောင်းချက်တော့ဒီကောင်အလူနည်းစမ်းသုံးကြည့်ပါလား ဘာအနူနီးလဲလာပြန်ပြီကွာကျတော့ရဲ့ ငါပြောတာပါမင်းအလူနည်းစမ်းသုံးကြည့်လိုက်မင်းရေးသားထားကြည့်လိုက် ဟောရီးသားမရှိတာမကြိုက်တယ်ဟာရီးသားရှိမှတော့မင်းပိုဆိုးပြီဘလို့ကြိုက်တော့မှာငါ့ကို ဟုတ်တယ်ဟာနင်ရင်းသားထားကြည့်လိုက်ပါလား तू တဝန်တိုးရင်းတို့ပြန်ကြရင်ကြိုက်မှာပေါ့ ငါရီးသားထား ဟုတ်တယ် ငါရီးသားထားလိုက်ရင် तू ကငါ့ကိုတုံဝင်တူပြီးတော့ပြန်ကြိုက်နိုင်တယ် တဲ့ ဒီတိုင်းတော့တုံဝင်မတူတော့ဟောဖြစ်ပါမလားရ ဖြစ်တယ်မင်းသူ့နောက်ကိုအမြဲတမ်းလိုက်နေတဲ့လူတယောက်ကသူ့ကိုဥပိ္ပခါပြီးမင်းရေးသားနဲ့တွဲလိုက်လို့ရှိရင်မိမကိုစိတ်ပြန်လဲလာမပြောမရဘူး အော်ငါသူ့ဟိုရုပ်တရက်ဥပ္ပခါပြုတ်လိုက်လို့ तू ကငါ့ကိုဒီအိုက်ဆက်လက်နေတော့ငါကြည့်ဘူးလေဗျ အေးအဲ့လိုမျိုးရှိတယ် အဲ့ရီးသားထား ထားလေ တော့ရီးသားထားတာဟုတ်တယ်ငါ့ကို तू ကကြိုက်မှတယ်လို့ အဲ့တော့မပူနဲ့အဲ့တော့မပူနဲ့မင်းတို့တစ်ဖက်သက်ကြိုက်နေတဲ့ကောင်မလေးရှိတယ် ငါ့ကို ဟုတ်တယ်မင်းငငယ်လေးနဲ့တစ်ဖက်သက်ကြိုက်နေတဲ့ကောင်မလေးရှိတယ် ငါငယ်ငယ်တည်းက ဟုတ်တယ် ဟုတ်မှလည်းလို့ပဲကျတော့မင်းကလည်းငါရက်ကွက်ထဲမှာငါ့ကိုဘယ်သူမှလှည့်တော့မကြည့် ဟု ဘူး တ်ပါလေတငယ်လေးဟာငါအာမခံပါမင်းရ ဘာတူလဲဘယ်ရလဲ ငါရက်ကွက်ထဲကကောင်မလေးပါ မင်းရက်ကွက်ထဲကောင်းမလို့ ဟုတ်တယ် မလုပ်ပါနဲ့ကွာသူများသားသမီးမင်းလို့ရငါတကယ်ကြိုက်တာလည်းမဟုတ်ဘူးနဲ့ဒုက္ခရောက်သွားမယ် မင်းရတယ်စတန်တွဲကြည့်လိုက်ပါမင်းကမင်းတေးဆိုသေးအရှင်းဆိုမင်းဒါဆိုတာဖြစ်နေရမယ်မင်းအခုတွဲမလားအခုပြတ်မလား အဲ့လိုလည်းရတယ် အဲ့လိုလည်းရတယ်မင်း15မိနစ်တွဲမလားမင်းတနားကြီးတွဲမလားမင်းတွဲလို့လေခေါ်တွဲလို့လည်းရသေးတယ် ငါမဟုတ်လေစုရရှိမှာပဲဟိုသူငါ့ကိုစိတ်ကြံလဲလာမတွေးချင်တာလေ မင်းဘယ်အချိန်ခေါ်တွဲလို့ရတယ်ရတယ်တကယ်လေး အဲ့လိုရ ရတယ် သိဘူးလေငါမှရင်းသားမှမရှိတာဟာ ဟောအေး ကြည့်ကြည့်လိုက်ပေါ့ အဲ့ဒါလည်းပြီးရောကွာ ဒီကော ငါတွဲကြည့်မယ် တွဲကြည့် မနေ့ကမင်းအဲ့ကောင်မလေးခေါ်လာခဲ့တာ ခေါ်လာခဲ့မင်း ပြီးရောနေ့ကခေါ်လာခဲ့တာအဲ့မှာငါတွဲကြည့်မှာအေးငါတော့တော့ အေးဒီရောဒီရှောက်ပြရတယ်我来考察不了，没有，我就要搞那啥嘛， အေး ဘဲဦးလိုက်ချောင်းနေရလေ လိုက်ချောင်းတော့မဟုတ်ပါဘူးလမ်းကြုံတာပါ ဘာကိစ္စနဲ့လမ်းကြုံရတာလဲဘဲဦးလမ်းကြုံတာ ကိုအိမ်ရထွက်လာတဲ့ကလမ်းကြုံတာ တင်းရထွက်လာလမ်းကြုံတာလား ဟုတ်တယ်လမ်းကြုံလို့ဒါနောက်ကတောက်ချောက်လိုက်လာတာ ဟာဘယ်တက်တက်လိုက်ချောင်းရှက်နေရပဲငါ့ကို မဟုတ်ပါဘူးလမ်းကြုံလို့ပါ ဘဲဦးလမ်းကြုံမှာလဲအခုဘယ်သွားမှာလဲ အခုဟိုဘက်သွားမှာ သွားအဲ့ဒါဆို မသွားတော့ဘူး မသွားတော့ဘာလုပ်မှာလဲ ဒီဘက်ပဲသွားတော့ ဘယ် မှာ တက်တက်ငါ့ကိုလိုက်ချောင်းနေတာပါငါသိပါတယ်မနှောက်ရှက်ပါနဲ့လို့ငါပြောထားတဲ့ဟာကိုကွာမင်းပိုင်းနဲ့ပဲအေးစစ်နေပါတော့ဘာကိစ္စနဲ့ငါ့ကိုနှောက်ရှက်နေရလဲ ကိုကလည်းဘယ်လောက်ပြောနားလဲမှာလဲပိုင်းနဲ့မဟုတ်ပါဘူးဆိုမှပဲအခုကိုရီးသားတွေပါရင်များရောက်သွားမလားလို့တဲ့စိတ်ပူလို့လိုက်ချောင်းနေ ငါကြီးစားထားနေကိစ္စပါ ကိုကပြီးပြီမဲ့တဲ့ကမပြီးသေးဘူးလေအခုကိုလိုက်ချောင်းနေရတော့တဲ့ရုပ်ကိုလည်းကြည့်အောင်တော့ခိုးလို့ဂျပိုးလို့ဆန္ဒလာလို့နဲ့ အဲ့ဒါဘာလုပ်လာအဲ့ဒါဘာလုပ်လာလဲခု ရုပ်ဖြတ်ထားတာကိုမမြင်အောင်လို့ ရုပ်ပြတ်ထားတာဟောပြတ်တယ်တော်တော်ပြတ်တယ်ကပိုင်းနိုင်လူလို့ပလုံကောက်တဲ့လူလို့နဲ့ကိုကိုမပတ်သက်နဲ့တော့ကိုသာအေးစစ်နေတော့ဆက်လိုက်မလားနဲ့နော် လိုက်မှာပဲ ဆက်လိုက်မလားနဲ့နော် လိုက်မှာပဲ ဆက်လိုက်လိုက်အမီနဲ့တိုင်ပါ သူ့မလိုက်နဲ့မြန်အမေကိုအားကိုးနေသေးတယ်ကိုစုပ်လို့ ပါလီကျော်တယောက်ကငါ့ကိုဖုန်းဆက်ပြီးတော့ဘယ်မှမသွားနဲ့လေဘယ်နိုင်ငံကိုသွားနေရလဲမသိဘူးခုတည်းမလားငါအပြင်သွားမလို့ပါမှာပဲ မမိုင် ကြွား မ ဖုန်းတွေပါဆက်ပြီးတော့ခုတည်း ရွေးကြည့်လိုက်ရွေးကြည့်လိုက် လက်ကညာ အေးနေရလေအဲ့လိုပဲတုံးပါလားငါစော်ရလာပြီ ဟောပောက်ကြရလောက်လာတယ်ပြီ ပေါက်ရမဟုတ်ဘူးတကယ်ငါကောက်မလေးလား ဟုတ်လို့လားဟဲ့ ဟုတ်တယ်ပြော ချင်းစီသူကောင်မလေးစစ် အဲ့ဒါလွတ်လွတ်ကင်းကင်းဟောရလား လူကင်းတယ်မပြောနဲ့လူကင်းတယ်မပြောနဲ့နောက်ဆုံးလူကရှင်အမကန်နဲ့ ဒီကောင်အမကနာမင်းပဲအပြိုးမ ပြူ အပြိုးတဲ့ဒီလား အေးပါလေနေရလေယောက်ျားလိုက်လာမနဲ့ဓာတ်နဲ့ထိုးခံတယ် ယောက်ျားမရှိပါဘူးဆိုမှနေရလေငါနဲ့အခု ပြီးတာပဲ သမီးသားဖြစ်တာငါတော့ကြိုက်နေကြပြီ ဟုတ်လား ငယ်ငယ်လေးကတော့ကြိုက်နေလား ဟုတ်ပါမလားဟဲ့ ငါမသိတာဒီကောင်ကသိတယ် ကျွန်တော်သိတယ် ရန်တည်းရတော့ तू ကတအားသိ သူကတဖတ်တော့ တစ်ဖက်တည်း တဖတ်တဲ့ ညာအမကမရဲနဲ့နော်
ငါမောင်လေးတစ်ခုဖြစ်လို့ကနင့်ကောင်ရိုက်ပါ ဟုတ်ကျွန်တော်အမခံနေ ဒီပါ သူ အမ တောင်း သိ ချင် ရဲ့ တယ်ငါတလားလောက်စမ်းတွဲကြည့်မယ်လို့ပြောထားတာသူ တလားလောက်စမ်းတွေ့ပါသူများသားသမီးကို မဟုတ်လေ तू ကလည်းသဘောတူတယ် तू လည်းတလားလောက်တွဲကြည့်ပါတဲ့အစင်မပြေမတွဲဘူးတဲ့ ဟုတ်လား အစင်ပြေတွဲမယ်ဟုတ်တယ်ငါအဲ့တိုင်းပြောတာသဘောတူတယ် तू သဘောတူတာ ပြီးတော့ တွဲရရင်ပြီးတော့လေတွဲလားတွဲရရင်ပြီးတော့ အဆင်ပြေပြီးတော့ စင်ပြေတော့ဟိုကတဝင်တူပြီးတော့ပြန်ကြိုက်အောင်အဲ့ तू နဲ့ဆက် ဖိနေမပါတော့ နင်ကလည်းဘာဖြစ်လို့လဲ အေးပါအေးပါ အစင်မပြေတဲ့အချိန်မလို့ အေးပါငါမျက်စိနောက်သက်တာတော့ အေးပြီးအဲ့နေ့လာပြတယ်ငါဆိုလို့ အေးပါ ငါနဲ့သူနဲ့ကြိုက်တာ2နာရီခွဲရှိပါပြီ ဟာအဲ့နိုင်ကွယ် 2နာရီခွဲခုမကြသေးဘူးခုနမှဟိုအပြင်မှာတွေ့ပြီးတော့ခေါ်လာတာသူကကြိုက်တယ်ဆိုလို့ အေးပါအေးပါ ပြီးရင်ငါစုမြက်နဲ့သွားတွေ့တယ် ဘယ်စုမြောက်ပါလို့ ဟမ်စုတာလေတငယ်ချင်းတွေခေါ်လာတယ်စုမြက်နဲ့သွားတွေ့ကြရှိရ အော်တွေ့တရားရှိသေးတာတော်ရပါလားထပ်တွေ့ဦးမှာ မဟုတ်ဒီနေ့တော့မဟုတ်ဘူးနောက်နိုင်ရ အေးပါအေးပါအေးပါဘာတက်ကြကြင်နော် အနေနဲ့လာပြတာငါဆို ကဲပါမြဲပါသေးဟုတ်ပြီလားမြဲပါသေးနော်ပါသိကြသေးတာပါ စုမြက်တော့တုံးတော့ပြောတွေ့တာ နေစီပြီးတော့လောက်ငါသမီးငါတော့ဘာမှမပွဲချင် မ ဘူး ဟုတ်သွားကြည့်လိုက်ပါပတ်စံတွေပဲပေးပါ ဘုံမပြီးနိုင်ခဏနေငါပြောတာထောင်းကိုတစ်ခေါက်ကလိုမျိုးဓာတ်ထောက်တာဒုံထောက်တာလည်းငါမမြင်ဘူးနော်ပြောပြီးသွားရင်နော် အဲ့ဒါဒီကောင်မြောက်ပေးတာဒီကောင်မြောက်ပေးတာ ဒီကမြောက်ပြီးမြန်ဒီခါကျရင်နင့်အက်ဓာတ်နေနင့်ကို အမဟုတ်လေဒီကမလေး မြောက်ပြီးနေပြောပြလို့ဖိုင်တယ် ရပြီသဘောပေါက်ပြီလေးပဲပေးလိုက်ပါမဟုတ်သွားကြည့်လိုက် သွားအိတ်ထဲမှာနိုင်သွား ဟမ်အဲ့ထဲမှာ အိတ်ထဲမှာနိုင်သွား မနိုင်တော့သွားတော့မယ်နေ့စီရတယ်9000တသိန်းပေါ့ဗာရမှာ ဒုက္ခပဲငါပဲသိန်းနဲ့တောင်းနဲ့ပြရအောင်ပောက်ကရရလောက်လာပြန်ပြီမြတ်ကောင်းကတော့လှုပ်ပဲဟဲ့ ချစ်နေစားကြင်စားအကုန်စားဒီကြရတယ်ချင်းနေနော် ကျင်းနေတယ် ဒီသွားမှာနော် ဒီကောမင်းရလဲအေးဟာယောညမဆွမြက်လာနေဒါ အေး ငယ်လက်ကန်ရဟေ့ အေး ကောင်မလေးကဟာတူဒါ ပြောကြရှင်တို့တွေဘာဖြစ်လို့ကျမကိုချိန်တာတော့ပြော ဘာပြရမလဲ ဒီကောင်ပြောလိမ့်မယ် မင်းပြောကြကြည့်တော့ ဘာပြောရစီ ဒီမှာ ဟာလေ ဒီမှာလို့ နေမလား အေးဟုတ်တယ်မဟုတ်ဘူးอ่ะ ဟာလေရတော့တော့မနေပြီ ငါကောင်းပါလို့ငါချစ် မလေးလား ငါချစ်သူလေးမဟုတ်လေအေးမဟုတ်လေ ဟာလေ နင်စိတ်မကောင်းဖြစ်သွားမယ် ဘာလို့စင်ကောင်းပြငါတငယ်ချင်းကြီးသားရတာပြောတော့ပြောသေးတယ်စိတ်ကောင်းဖြစ်တယ်မရှိလို့နေရလေ အေးလေငါကြီးသားရပါလားနင်စိတ်မကောင်းဖြစ်နေမှာ မဖြစ်ပါဘူးငါဘာလို့ပြောဖြစ်ရဖြစ်စိတ်ကောင်း နင်ရှင်နေတော့နည်းနည်းမကောင်းလို့လိုက်ပါနင်ရတယ် ဟုတ်လိုက်ဒီနေ့မကောင်းဘူးလိုက် ငါပြောတော့ပြောနေသေးတယ်နော်ငါတို့ဖွဲ့တယ်မှာလေလေးနောက်လိုက်ပြေးသွားတဲ့လူနဲ့နော်ကြီးသားနဲ့အကုန်လုံးသူ့ဟာနဲ့သူရှိကြတယ်နေတယောက်ထဲအမှကလေးဦးရောင်ရိုက်နေလို့ငါနင့်ကိုကြီးသားရသေးချင်နေတာအခုရောက်သွားပြီဆိုတော့ငါပြောတယ် ဟုတ်လေငါဒီကြီးသားရပါနင်နည်းနည်းမှမခံစားရဘူး နည်းနည်းလေး ဘာကငါမကန်သားပါဘူးဟာအာယုံပဲ ဘလို့အာယုံလဲနင်စိတ်မကောင်းတော့ဖြစ်သွားပါတယ်နင်ဒီမှာတဝင်းတိုရတယ်မလားငါတဝင်းတိုရတာ အဲ့ဒါတဝင်တော့ဟာလား တဝင်းတိုရတာ ကောင်မလေးဟန်ဆောင်နေရလားမသိဘူး အတိတ်နဲ့တော့ဝင်တော့မှာလေ ငါကြီးသားရပါလို့လေနင်ငါတဝင်းတိုလား ဘာကြီးလဲဒီလုံးလိုက်အလိုတွေကြီးပဲနော် ဒါဖြစ်လို့လဲ အိမ်မှာအေးအေးဆေးဆေးနေတဲ့ဟာတကူးတကကြီးဖုံးဆက်ပြီးခေါ်တယ်ငါလာတယ်ပင်မနဲ့ ဟုတ်လေမြို့ငါကြီးသားရပါလို့ပြောတာ အဲ့လေကြီးလိုက်ရတော့ရပါဘာဖြစ်လဲနေစမ်းနေပျော်ပျော်ရွှင်ရွှင်နေအေးအေးဆေးဆေးနေလွတ်လွတ်လပ်လပ်နေလှုပ်ချင်တာလှုပ်နော်ငါတို့နဲ့မတွေ့လေကိစ္စမရှိဘူးတကယ်ပဲငါအိမ်ကနေတကူးတကကြီးထလာလားဟုတ်အေးဆေးနေရောသွားတော့နောက်လေခေါင်းဖိနေငါ စမြအေးမလုံးနဲ့မင်းပြောတော့ငါကြီးသားရဝိုင်းငါဒီလိုကြီးကိုင်းမြအတွဲပြရင် तू ကငါ့ကိုတဝင်းတိုပြီးတော့ပြန်ကြိုက်ပါလေ ဟန်ဆောင်သွားတာလားမသိဘူးလေတကယ်ကြီး တော့လေမင်းမိရတကယ်ထွက်သွားတာရောင်ရဲ့ ဘာလည်းမသိဘူးလေသူတဝင်တော့မမှတ်လို့ပေါ့ တဝင်းတိုမဲမှတ်တာရင်မျိုးခုလို့ငါ့ကိုတကယ်ထင်သွားပြီလို့ တကယ်ထင်တာမဟုတ်ပါဘူးကွာမဟုတ်တော့ဘူးထင်ပါတယ်ငါလည်း ဘလို့မဟုတ်ပါ မဟုတ်လားထင်တာနောက်မှထင်တော်တော်ကြာနေပြီနော်အခု ခဏလေးပါညီမလေးခဏ တစ် လေး ခေါက်က2000တန်တယ်ဒီခေါက်2000မတန်ဘူးတော်တော်ကြာနေပြီနော် 2000နဲ့ဘလို့ကြာနေပြီတော့ဘာလုံးညီမလေး သူပတ်စံပေးမယ်ဆိုပြီးတော့လေကျမခေါ်လာလေခေါ်လာလို့ပတ်စံ2000ရမယ်ဆိုလိုက်လာတာဟိုတစ်ခေါက်က2000ကတန်တယ်ဒီတစ်ခေါက်2000မတန်ဘူးကျမကိုးဆိုင်ကိုပြစ်ထားခဲ့ရနော် နေကဘာလို့တာငါ့ကိုကြိုက်လို့မဟုတ်ဘူးလား အကျတော့မဟုတ်ပါဘူးသူပတ်စံပေးမယ်ဆိုလိုက်လာပါ ငါ့ကိုမကြိုက်ဘဲနဲ့ तू က2000ပေးမယ်ဆို 2000 တော့ ပေး လိုက် မယ် တာ ဆိုလို့လိုက်လာ ချစ်အောင်ပြတ်တော့ ညာ မင်းပြောတော့ငါ့ကိုတစ်ဖက်သက်ကြိုက်နေတာဆို ပါလေမင်းသူနဲ့ခံစားနေရတဲ့ကိစ္စငါမကြည့်ရလို့ငါသူ့ကိုကြီးတောင်း ဟောခါလေးကောင်းစား ပြဿနာရှင်းတာနောက်မှရှင်းကျမဟိုမှာဆိုင်မှာဖောက်တယ်ရှိတယ်ဖောက်တယ်ပြောက်ကုန်တယ်ကျွန်တော်ကပတ်စံမနေဘူးရ အေးဖိုင်ပါအဲ့တော့ငါ့ကိုကြိုက်တာဟုတ်ပဲနေလက်ကင်တာလည်းခံတယ် လိုက်ကနာခံတယ်ပတ်စံရမယ်ဆိုလို့ခံတာလေ ဟိုတစ်ခါ2000နဲ့လက်ကင်ကြီးသားလုပ်မယ်ဆိုလို့ ဟုတ်တယ် မင်းပြောတော့
သူနဲ့သမီး တော်တော်ကြာနေပြီ အေးပါခဏလေးပါကိုကြီးရှင်းပေးပါမယ်အဲ့ပစံလေးကိုကြီးတောင်းပေးမယ်ရအောင်မင်းပြောတော့အကုန်အဆင်ပြေပါဆုံးဟမ်ဒီကလည်းငါ့ကိုပြန်ကြိုက်ပါဆုံးကြိုက်တော့မင်းလောက်တာတကယ်ဟိုကငါ့ကိုပြန်မကြိုက်ဖ ೇನೆ လေဒီမှာရီးသားရှိရသမီးတကယ်ငါ့ကိုပြတ်သွားရင်မင်းလုံးမလဲဟမ်တကယ်ငါ့ကိုလုံးမလဲတော်ရမယ်